အားလုံးပဲမင်္ဂလာပါ Grade 11 ဒီနေ့ Biology Chapter 1 Introduction to Biology အဲ့တော့ဒီ Grade 10မှာသင်ခဲ့ရတဲ့အခြေခံအနှစ်ချုပ်ပေါ့နော် Biology ဆိုတာဘာလဲ Biology ဆိုတာ Study of Living Living ဆိုတာသက်ရှိတွေအကြောင်းလေ့လာတာ Bio ဆိုတာက life သက်ရှိတွေရဲ့ဘဝ Logy ဆိုတာ study လေ့လာခြင်းဒါကြောင့် Study of Living သက်ရှိတွေအကြောင်းလေ့လာတာကို Biology လို့ခေါ်ပါတယ်အဲ့တော့သက်ရှိတွေကိုအင်္ဂလိပ်လိုက livities လို့ခေါ်တယ်ဘာလို့ဆိုရင် organisms လို့ခေါ်တယ်ဒီနေရာမှာဆရာကတော့ဒီ biology နဲ့ပတ်သက်လို့ဒီအင်္ဂလိပ်စာတွေဘာသာပြန်တာတွေချပေးတာတွေအပိုင်းကိုတော့ဆရာအဓိကမတော်ဘူးဘာလို့ဆိုတော့အဲ့ဒီအပိုင်းကိုသက်ဆိုင်ရာအကြောင်းကဆရာဆရာမတွေကလည်းအဓိကလုပ်ပေးမှာဖြစ်တဲ့အတွက်ဆရာအနေနဲ့ကတော့ biology ရဲ့အရေးကြီးတဲ့အပိုင်းဖြစ်တဲ့ concept ပိုင်းပေါ့နော်သဘောတရားပိုင်းရဲ့နောက်တစ်ခုက term ဆိုတဲ့ဒီ biology ရဲ့စကားလုံးတွေပေါ့နော်biology ကိုဒီကြက်ပြီးရင်မေ့တယ်ခဏခဏမေ့တယ် biology ကြောက်တယ်ဆိုတာအဲ့နှစ်ခုကိုမပိုင်လို့မရလို့ပေါ့နော်ဆရာလည်းတေချာရှင်းပြနိုင်ရမယ်ကလေးကလည်းတေချာနားထောင်ပြီးတော့ကျောင်းသားကျောင်းသူကရအောင်လုပ်မယ်ဆိုရင် biology ကမခက်ခဲပါဘူးလွယ်ကူတဲ့ဘာသာဖြစ်လာပါလိမ့်မယ်နော်အဲ့တော့ဆရာကသဘောတရား concept ပိုင်းနဲ့စကားလုံးတွေရဲ့အဓိပ္ပာယ် tense တွေပေါ့ biological tense တွေဥပမာခုနက living ဆိုရင် organisms လို့ခေါ်ရင် organism ဒီbiological terms ဖြစ်ပါတယ်အဓိပ္ပာယ်ကတော့အင်္ဂလိပ်လိုပြောရင် living things ပေါ့နော်အဲ့ဒါလေးသိထားဖို့လိုပါတယ်အဲ့တော့ဒီနေ့ introduction to biology ကို introduction မိတ်ဆက်ခြင်းပေါ့အဲ့တော့ grade 10မှာထိုင်းလျောက်အခြေခံတွေသင်ခဲ့ပြီးသားဖြစ်တဲ့အတွက်ဒီ grade 11မှာဒီ chapter 1ကိုသင်ခြင်းအပြင် learning outcomes သင်လေ့လာခြင်းရလဒ်တွေဘာတွေရလာနိုင်လဲဆိုတာကိုနေတန်းအနေနဲ့ဥစ္စာပထမပြောပါတယ်အဲ့တော့ it is expected မျှော်လင့်ရပါတယ် that ဘာလဲဆိုတော့ student ကျောင်းသားတွေက well able to ဆိုပြီးအောက်ကအချက်တွေတစ်ချက်ချင်းစီဟာကျောင်းသားတွေလုံနိုင်လိမ့်မယ်လို့မျှော်လင့်ရပါတယ်ဆိုပြီးတော့မှတစ်ချက်ချင်းကိုရေးပြထားပါတယ်နံပါတ်ကတော့ကျောင်းသားတွေဟာ student well able to learn လေ့လာနိုင်မယ် why knowledge of biology is important for mankind ဒါကြိတ်တဲ့အတိုင်းပါပဲ for mankind ဆိုတာလူသားတွေအတွက် knowledge of biology နဲ့ပတ်သက်တဲ့ဘုသူတာဘာကြောင့်အရေးကြီးလဲဆိုတာကိုသိလာလိမ့်မယ်လမ်းလောက်လာနိုင်လိမ့်မယ်ဘာကြောင့်လဲဆိုတော့ biology တွေတက်ရှိတွေအကြောင်းလေ့လာတာဆရာတို့ကိုယ်တိုင်ကလည်းတက်ရှိတွေဖြစ်တယ်တက်ရှိတွေဖြစ်တဲ့ဆိုတက်ရှိတွေအကြောင်းကိုသိချင်းသည်ကိုယ်အကြောင်းကိုသိချင်းဖြစ်တယ်ဒါကြောင့်ကိုယ်အကြောင်းကိုသိဖို့ဒီအရင်အရေးကြီးတယ်ဒါမှသာလျှင်ကိုယ်ကိုယ်လည်းစောင့်ရှောက်နိုင်မယ်ယောဂတွေမဖြစ်အောင်လည်းတားဆီးနိုင်မယ်ဖြစ်ရင်လည်းကုသနိုင်မယ်နော်ဆရာတို့ရဲ့နေ့စဉ်ဘဝဟာ biology နဲ့ပတ်သက်နေပါတယ်ဆရာတို့အဓိကကြားတဲ့စာအုပ်နေကျမ်းမာရေးအခြေခံ၄ချက်မှာစားတာဒီ level တက်ရှိတယ်နဲ့မကင်းပါဘူးဝတ်တာလည်းမကင်းဘူးနေတာလည်းမကင်းဘူးကျမ်းမာရေးလည်းမကင်းဘူးဘယ်လိုမကင်းလဲဆိုတော့အဲ့တော့စားတယ်ဆိုတာကစံနေကြုံနေခောက်ဆွဲတွေဒါတွေကိုစားကြတာမနေ့စာနေ့လည်စာညစာပြီးတော့အသားငါးတွေစားအလုံးကတက်ရှိတွေပဲအဲ့ biology ရှုထောင့်ကပြောရင်အပင်တွေကလည်းတက်ရှိတွေပဲဘာကြောင့်လို့တက်ရှိတဲ့ဝိသရာလက္ခဏာ grade 10မှာသင်ခဲ့ရတယ်9ချက်အဲ့ဒီ9ချက်နဲ့ကိုက်ညီရတာ biology ရှုထောင့်ရအသက်ရှိပဲအပင်တွေဒီလေအဲ့ဝိသရာလက္ခဏာ9ချက်နဲ့ကိုက်ညီလို့တက်ရှိတယ်လို့ပြောလို့ရတယ်အရက်ထဲရဲ့လူတွေကတော့ဒါအပင်တွေကိုတက်ရှိဆိုရင်သူတို့လက်မခံနိုင်ဘူးဆရာတို့က biology ရှုထောင့်ရပြောရင်အပင်တွေကလည်းတက်ရှိတယ်ဒါကြောင့်ဆရာတို့စားတာဒီအပင်တွေကိုစားနေရတယ်သို့မဟုတ် animals တွေကိုစားနေရတက်ရှိတွေကိုစားနေရဖြစ်တဲ့အတွက်ဒီတက်ရှိတွေကိုစားတဲ့အခါမှာအာဟာရဖြစ်ဖို့တန်ရှင်းဖို့ယောဂဘေးကကင်းဝေးဖို့ဆိုတာ biology ကိုနားလည်ထားမှဒီဆရာတို့ရဲ့စောင်းနေရပို့ပြီးတော့အဆင့်မြင့်လာပါဘောနော်ဝတ်တာဆိုလည်းအဝတ်စားတွေဒီတစ်ပင်တွေရရတယ်ဝါပင်တွေရရတယ်အဲကြောင့်ဒီဝါပင်တွေစိုက်ပျိုးတဲ့နေရာမှာ biology ကိုနားလည်ထားတဲ့သူကနားမလည်ထားတဲ့သူလည်းပို့ပြီးတော့စီးပွားပြထွက်နှုံးတိုးအောင်ထုတ်နိုင်တာပေါ့နော်နေဆိုလည်းအဲ့လိုပဲအိမ်နေဆောက်တယ်ဆိုရင်များတော့အပြင်ဝါးတွေတက်တွေကိုအဓိကထားပြီးဆောက်ရဝါးတွေတက်ဆိုတာလည်းပဲဒါပင်နေရတာဖြစ်တဲ့တက်ရှိတွေပဲကျမ်းမာရေးဆိုလည်းအဲ့လိုပဲကျမ်းမာရေးဒီဖြစ်ပွားစေတဲ့များသောအားဖြင့်ယောဂပုံပွားတွေဆိုတာတက်ရှိတွေပဲလေများသောအားဖြင့်အဲ့ဒီတက်ရှိတွေရဲ့ဒီဘယ်လိုပေါက်ဖွားလဲဘယ်လိုရှင်တန်လဲဘယ်လိုကူးဆက်တတ်တယ်လို့သိရင်ကြိုတင်ရှောင်ရှားလို့ရတယ်ကာကွယ်လို့ရတယ်ဖြစ်လာရင်လည်းဘယ်လိုဆေးဝါးတွေနဲ့ကုမလဲအဲ့လိုပဲပိုးကြောင့်ဘယ်ယောဂဖြစ်တယ်ဆိုတာ biology လေ့လာထားရင်သိတယ်အဲ့ဒီပိုးရဲ့သဘာဝဒီရင်ဒီပိုးမကူအောင်တော့မဟုတ်အကျိုးပြုတဲ့ပိုးဆိုရင်ဒီပိုးကိုမွေးပြီးတော့မှဘယ်လိုတုံးချမလဲလောကကြီးတော့လူသားတွေတော့မင်းကိုင်းတွေအတွက်နောက်ခါဆေးဝါးတွေဆိုတာလည်းတက်ရှိတွေစီထုတ်တာ
ဒါကြောင့်မလို့ biology ကိုသိထားတဲ့ဒီ knowledge ရှိခြင်းဟာ mankind ဆိုလူသားတွေအရေးကြီးတယ်ဆိုတာကျောင်းသားတွေကဖြည်းဖြည်းချင်းသဘောပေါက်လာပါလိမ့်မယ်နောက်တစ်ချက်ကတော့ student were able to understand the concept ဆိုတာသဘောတရားတိုင်းကိုလည်းနားလည်လာလိမ့်မယ်ပြီးတော့ uses of classification ဆိုရယ်ခွဲခြားမှုအသုံးပြုပုံတွေလည်းနားလည်လာလိမ့်မယ်နောက်တက်ရှိတွေကအမျိုးအစားတွေအများများလုံးတဲ့ခါမှာတိမ့်ချီပြီးတော့နော်ရှိတဲ့တက်ရှိမျိုးစားလူဝက်ခွေးဝက်နွားကြောင်အပင်တွေကလည်းမျိုးရှိတယ်နောက်ထပ်အတိတ်တွေလည်းအများကြီးလူတွေကတွေ့ရှိနေတာဆိုတဲ့အခါကျတော့ဒီကောင်တွေကို classification ခွဲခြားထားမှသာလေလိုအပ်ရင်လိုအပ်တယ်လို့ပြန်လဲသုံးချလို့ရမယ်ပြန်လဲလေ့လာလို့ရအဲ့ဒီလို classification တွေသုံးချခြင်းနဲ့ဒီသူတို့ရဲ့သဘောတရားတွေကိုနားလည်လာလိမ့်မယ်ပေါ့နော်ကျောင်းသားတွေကဒီ biology chapter 1လေ့လာကြရဖြစ်နောက်တစ်ခုက construct ပြဆောက်နိုင်လိမ့်မယ်dichotomous keys ဆိုတာနှစ်ခုကိုပြောတာနော် dichotomous ဆိုတာဒီအရာဝတ္ထုနှစ်ခုကြာကွဲပြားမှု dichotomy လို့ခေါ်တာပေါ့နော်အကျဉ်းများဖြင့်ပြောဥပမာနေ့နဲ့ညပေါ့တေချင်းနဲ့ရှင်ချင်းဒါမျိုးတွေပေါ့နော် theory နဲ့လက်တွေ့ပေါ့အဲ့ dichotomous keys တွေတိဆောက်နိုင်လာလိမ့်မယ် on distinct character ထူးခြားတဲ့ဝိသေသလက္ခဏာတွေပေါ်မှာမူတည်ပြီးတော့အဲ့ဒါ dichotomous key ဆိုတော့ဖြည်းဖြည်းချင်းနားလည်လာလိမ့်မယ်နော်အကျယ်တော့မရှင်းတော့ဘူး to identify the organism ဆိုတဲ့တက်ရှိတွေကို identify လုပ်နိုင်ဖို့ခွဲခြားနိုင်ဖို့ဆိုတော့ဒီဝိသေသလက္ခဏာတွေရှိရင်ဒီတက်ရှိပဲသို့မဟုတ်ဒီတက်ရှိဆိုရင်ဒီဝိသေသလက္ခဏာတွေရှိတယ်ဥပမာကြားဆိုရင်အစွဲတွေရှိတယ်အကြောင်းကအဝအနဲ့စင်ညာနဲ့အမိပါတယ်ဘောနော်သွားတွေကချွန်ထက်နေတယ်အသားစားတတ်တယ်ဒါမျိုးပေါ့မြောက်ဆိုရင်လည်းဒီလို character တွေရှိတယ်ခုံတတ်တယ်เนาะအမိနဲ့အငြိမ့်မနေတတ်ဘူးဘယ်လိုအစားစားတတ်တယ်အတိရွက်စားတယ်ပေါ့နော်သူတို့ဘယ်လိုမျိုးပွားတတ်လဲဒါမျိုးတွေပေါ့နော်အဲ့ပေါ်မူတည်ပြီးတော့ဒါ dichotomous keys တွေကိုတည်ဆောက်နိုင်လာလိမ့်မယ်အကြောင်းသားတွေကနောက်တစ်ချက်ကတော့ understand the working of the light microscope and electron microscope တဲ့ light ဆိုတဲ့အလင်း microscope နဲ့ electron microscope တွေအလုံးလုံးပုံကိုလည်းနားလည်လာလိမ့်မယ်ပြီးတော့ explain the differences between သူတို့ကြားမှာရှိတဲ့မတူညီကွဲပြားမှုတွေကိုလည်းတိနားလည်လာပါလိမ့်မယ်လူသားတွေက microscope မပေါ်ခင်ကတော့အပင်နဲ့သတ္တဝါတွေကိုပဲခွဲခြားနိုင်တဲ့နောက်ပိုင်းမှာ microscope တွေလေ့လာတည်ထွင်နိုင်ပြီးတဲ့နောက်မှာ microscope တွေကလည်း single modify ဖြစ်လာတယ်တိုးတက်ပြောင်းလဲလာအဲ့ဒီမှာ light microscope တွေ electron microscope တွေဆိုပြီးတော့ microscope တွေမျိုးကွဲပြားလာတယ်သူတို့တစ်ခုချင်းစီကလှုပ်ပေါင်းတယ်လည်းဖြည်းဖြည်းချင်းတည်လာလိမ့်မယ်ကျောင်းသားတွေကနော်အဲ့ဒါက differentiate ခွဲခြားနိုင်လိမ့်မယ် the 10 စကလုံးတွေ magnification and resolution ဒါတော့ microscope တွေသုံးတဲ့နေရာမှာ magnification အစတွေချက်လာတယ်10ဆလားအစ50လားအစ100လားဒါမျိုးပေါ့နော် resolution ဆိုတာအဲ့ချက်လိုက်တဲ့အစပုံမှာပို့ပြီးတော့တင်တင်ရှားရှားမြင်ရခြင်းပေါ့ resolution ဆိုတာတော့အခုခေတ်လူတိုင်းနားလည်နေပါပြီဖုန်းတွေကင်မရာရရင် resolution ကောင်းမကောင်းဆိုတာအသေးသေးပို့တင်တင်ရှားရှားမြင်ရတော့ resolution လို့ခေါ်တယ်နောက်တစ်ချက်ကတော့ learning outcome တင်ယူခြင်းရလအနေနဲ့ define လုပ်နိုင်လာလိမ့်မယ်အသေးပဲတတ်မှတ်နိုင်လာလိမ့်မယ်ကျောင်းသားတွေက biotechnology ဇီဝနည်းပညာအပိုင်းเนาะဒါတွေကနောက်ပိုင်းမှာအရင်အသုံးကျလာပါတယ်လူသားတွေအတွက်ဒီနည်းပညာကိုသုံးပြီးတော့เนาะတိုးတက်လာတဲ့ကဘာမြေပေါ်မှာရှိတဲ့လူသားတွေရဲ့တိုးတက်လာတဲ့ဒီလူဦးရေပမာဏနဲ့လောင်ကြီးဆိုတာအစားအသောက်တွေထုတ်ရတယ်ဝယ်စားတွေထုတ်ရတယ်အဲ့ဒီအစားအသောက်တွေပို့ထွက်လာအောင် biotechnology သုံးရတယ်ယောဂတွေမဖြစ်အောင်တန်ရှင်းအောင်စင်ကြယ်အောင်ဖြစ်လာရင်ကုသအောင် biotechnology အကြောင်းကတော့ grade 10မှာလည်းပါပြီးသားအနောင်လည်းအသေးသေးပြန်လာပါလိမ့်မယ်နော်ပြီးတော့ the use of microorganism micro ဆိုတာအလွန်သေးငယ်သော organism သက်ရှိများတာမန်မျက်စိနဲ့ကြည့်လို့မမြင်ရတဲ့ bacteria viral protists ကဲ့သို့သော unicellular organism ပေါ့နော်ဆဲတစ်လုံးနဲ့ရှိတဲ့သက်ရှိလေးတွေ microscope နဲ့ကြည့်မြင်ရတဲ့သက်ရှိလေးတွေရဲ့အသုံးပြုမှုတွေသိလာလိမ့်မယ် define လုပ်နိုင်လာလိမ့်မယ်ဘယ်လိုနေရာတွေမှာအသုံးပြုလဲဆိုတော့အဲ့ဒီ organism အသုံးပြီးတော့ bread making ပေါင်မဖို့တဲ့နေရာ yogurt တင်ခြင်း cheese wine beer ပြီးတော့ biofuel ဇီဝလောင်စာထုတ်လုပ်တဲ့ production နေရာတွေမှာလည်းပဲ microorganism တွေအသုံးပြုပုံကို define လုပ်လိုက်တာလိမ့်မယ်အဓိပ္ပာယ်သတ်မှတ်နိုင်လာလိမ့်မယ်သိလာလိမ့်မယ်နောက်တစ်ချက်ကတော့ကျောင်းသားတွေက learn the concept of fermentation အချင်းဖောက်ချင်းပေါ့သူ့ရဲ့သဘောတရားကိုလည်း learn သိလာနိုင်မယ်ပေါ့နော်ပြီးတော့ the working of fermenter အဲ့ fermentation မှာသုံးတဲ့ပစ္စည်းတွေရဲ့လှုပ်လှုပ်ပုံတွေလည်းသိလာလိမ့်မယ်နောက်ဆုံးတစ်ချက်ကတော့ကျောင်းသားတွေရတဲ့ know သိလာလိမ့်မယ် how to produce ဘယ်လိုထုတ်လုပ်ရမလဲဆိုတော့
ဒီဇီဝနိပညာအသုံးပြုပြီး biological wash ပေါင်တာshort ဖို့တဲ့ပေါင်တာမှုန့်နေဒီ biological နည်းနဲ့ထုတ်တဲ့ဟာပေါ့နော်အဲ့ဒါတွေကြောင့်အဲ့ဒါတွေဘယ်လိုထုတ်လဲဆိုတော့လေတီလာလိမ့်မယ်ပြီးတော့ fruit juice အသီးဖြော်ရည်တွေပေါ့နော်အသီးဖြော်ရည်ထုတ်လို့တာဘယ်လိုထုတ်လဲဆိုတော့ဘာလို့သုံးပြီးထုတ်လဲဆိုတော့ using enzyme biotechnology တဲ့ enzyme biotechnology bio နည်းပညာကိုသုံးပြီးတော့ဒီအသီးဖြော်ရည်တွေထုတ်တာတော့ wash ပေါင်တာတွေထုတ်တာတော့ဟုတ်နော်ဒါမျိုးတွေကိုလည်းကျောင်းသားတွေကတဖြည်းဖြည်းသိလာလိမ့်မယ်လို့လမ်းလေးအောက်ကန်နေနဲ့ရေးထားတာဖြစ်ပါတယ်